Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Ariana ကVFS ကနေတဆင့် Netherlands visa ကိုဘယ်လိုလျှောက်အောင်မလဲဆိုတာကိုတဆင့်ကြီးစီလုပ်ပြပေးပါမယ်အဓိကကဒီဟာကကြတော့စင်ကာပူကနေပြီးတော့စင်ကာပူမှာနေရင်းနဲ့ပေါ့နော်စင်ကာပူဘက်ကနေပြီးတော့ Schengen visa ဘယ်လိုလျှောက်မလဲပေါ့ Schengen visa ကို short stay သွားခြင်းနဲ့တူတွေဒီနည်းလမ်းလေးတုံးပြီးတော့ရှောက်ကြည့်လို့ရပါတယ်Ariana မနှစ်ကတော့ကမေလာဝင်ကျင်တော့ပေါ့နော်တခါဗီဇာလျှောက်ပြီးပြီဗီဇာလျှောက်ပြီးလို့ဗီဇာရပြီးပြီပေါ့နော်ရပြီးတော့သွားလဲပြီးသွားပြီအဲ့တော့ group ထဲမှာ Schengen visa group ထဲမှာမေးထားတာလေးတွေအများကြီးပဲရှိရပေါ့နော်တချို့တွေကြတော့ဟိုသူတို့သွားခြင်းလေလုံးဝဘယ်ကနေစားလျှောက်ရမှမသိဘူးပေါ့လုံးဝမလျှောက်တတ်ဘူးဘယ်ကနေစားလို့ရမလဲဆိုတဲ့လူတွေအတွက်ဒီဗီဒီယိုလေးကိုလုပ်ဖြစ်တာပေါ့နော်ပုံမှန်အားဖြင့်ဒီ Schengen visa ကလျှောက်ရတာတော့မခက်ဘူးဒါပေမဲ့ကိုကအချက်အလက်ကိုပိုင်နိုင်ပြနိုင်တော့မှသူတို့ကယုံကြည်ပြီးတော့ဗီဇာပေးတာပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်ဗီဇာကများသောအားဖြင့် reset ဖြစ်တာကပြန်မယ်ဆိုတော့အကြောင်းပြချက်မခိုင်လုံလို့ဆိုတာဒီကများတယ်ပေါ့နော်အဲ့ဒီအတွက်ကိုဘယ်လိုပြင်ဆင်ရမလဲပေါ့ကိုကလည်းတကယ်သွားလဲမဲ့လူဆိုလို့ရှိရင်ဒီနည်းလမ်းလေးသုံးပြီးတော့ရှောက်ကြည့်လို့ရပါတယ်เนาะအဲ့တော့Ariana Zoom recording လုပ်ထားတယ် Zoom recording Zoom meeting ကနေပြီးတော့ recording လုပ်ထားတယ်အဲ့ဒါလေးကိုတစ်ချက်ချင်းပြမယ်ပေါ့နော်တစ်ချက်ချင်းပြပါမယ်အရင်ဆုံးဘယ် website ကဝင်ရမှမသိဘူးဆိုလို့ရှိရင်ပုံမှန်ဆိုArianaကတော့ Schengen visa ဆိုပြီးတော့ပဲတန်းလျှောက်ဖြစ်တာများတယ် Okay ဒီ window ကနေပြမယ်Schengen visa short stay okay short stay consulate okay ဒါကAriana ကဒါက Netherlands ကိုဝင်မှာပါเนาะ Netherlands နိုင်ငံကိုသွားလည်မဲ့visa ပေါ့ Netherlands ကိုဝင်မှာဆိုတော့ပုံမှန်အားဖြင့်ဒီလိုမျိုးမရိုက်ချင်ဘူးဆိုလို့ရှိရင် Netherlands short stay visa ပေါ့เนาะဆိုပြီးတော့ရိုက်လိုက်ရင် how to apply blah 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 ဆိုပြီးတော့ဒီမှာပေါ်လာပါလိမ့်မယ်ပြီးရင်ဒီမှာ ind.nl ဆိုတဲ့ website လေးပေါ်လာမယ်ပေါ့နော်ဒီမှာကNetherlands ကိုဝင်ခွင့်ရမရကဒီ ind ကအဆုံးဖြတ်ပေးတာဖြစ်ပါတယ်ဒါက embassy ပေါ့နော်ကိုရီးယားမှာဆိုလူဝင်မှုကြီးကြပ်ရေးပုံစံမျိုးပေါ့အဲ့ဒါကိုနောက်ပြီးတော့စင်ကာပူမှာနေတဲ့လူတွေကြတော့ VFS ကနေပြီးတော့ရှောက်လို့ရတယ်။နောက်ဗီဒီယိုနောက်ပိုင်းမှာဒီဟာကိုထပ်ပြီးတော့အသေးစိတ်ပြပြပေးမယ်ပေါ့နော်။အဲ့တော့ဒီမှာ IND okay ဒီမှာဝင်ပြီးပြီဆိုလို့ရှိရင်ဒီဟာတွေကကိုနဲ့မဆိုင်ဘူးအောက်ကိုဆင်းလိုက်ရင်ဒီမှာ short stay ဆိုတာလေးရှိမယ်။ short stay ထဲမှာ short stay holiday or business ဒါလေးကိုရွေးမယ်။ဒီထဲမှာ your situation ဒါကသူကဒီထက်ဝင်ချင်းတင်ကဗီဇာလိုလားမလိုလားကိုစစ်လို့ရတယ်ပေါ့နော်ဒါကတော့ကိုရီးယားတော့တေချာပေါက်လို့မှာပဲဒီမှာဆိုရင်ကိုယ့်ရဲ့ nationality ကိုဖြည့်မြန်မာဒါဆိုလို့ရှိရင် view information ကိုဆက်နှိပ်သွားAriana ကဒီဟာကlaptop နဲ့လောက်တာပေါ့နော် laptop နဲ့ရှောက်တာဆိုလို့ရှိရင်အမြန်ဆန်ဆုံးနဲ့အကောင်းဆုံးပါပဲဖုန်းနဲ့ဆိုလို့ရှိရင်တော့တော်တော်လေးတည်တခါများပါလိမ့်မယ်အဲ့တော့ဒီမှာဆိုရင် Schengen visa or exam process ဒီဟာဒါအသေးစိတ်ပေါ့နော်သူပြထားတဲ့ဥစ္စာတွေဒီမှာဆိုလို့ရှိရင်တော်တော်များများမေးကြတယ်ပေါ့နော်ဘာတွေလို့လဲဘာတွေပြင်ဆင်ရမလဲဘာစာရွက်စာတမ်းတွေလို့လဲဆိုတာကအမှန်ဆိုရင်ဒီ website ထဲမှာအကုန်လုံးပြောပြထားတယ်ပေါ့နော် Ariana စားလျှောက်တုံးကဆိုလို့ရှိရင်လေဟိုဘယ် agent မှသွားမမေးပြဘူးပေါ့နော်ဟိုဒီ group ထဲမှာဒီ Schengen visa help online ဆိုလာအဲ့ဒီ group ထဲမှာ
ဝင်ကြည့်ပြတာဘာညာရှိတယ်ပေါ့နော်ဘယ်သူတွေဘာလုပ်လဲဝင်ကြည့်ပြတာရှိရဲဒါပေမဲ့အများအသေးစိတ်ဘယ်သူမှရှင်းပြထားတာမတိတ်ပြီးတော့မတွေ့ရဘူးပေါ့နော်ရှင်းပြပေးတဲ့ဟာတွေရှိတယ်သူအပိုင်းနဲ့သူရှင်းပြပေးတဲ့ admin တို့ဘာလို့တင်ပေးတဲ့ဟာတွေတွေ့တယ်ဒါပေမဲ့ဒီလိုမျိုးဘာပြီးပါဆိုပြီးတော့အသေးစိတ်ဘယ်သူမှရှင်းပြထားတာမရှိဘူးဟို agent တွေကိုလည်းကိုက online ဖြစ်စဉ်လို့ပြောတာမျိုးမဟုတ်ဘူးဒါပေမဲ့ကိုလိုမျိုး try တင်တဲ့လူတွေရှိမှာပဲလေအဲ့လိုဆိုတော့ပညာဆိုတာထက်ကိုဘဟုတုတလေးကိုမျှပေးတယ်ဆိုတဲ့သဘောပါပဲသူများထမင်းကိုတုံးနဲ့ထူတာလည်းမဟုတ်ပါဘူးเนาะဘာလို့ဆိုဟိုဘယ်လောက်ထိပညာဆိုတာကတောက်လို့မကုန်နေเนาะဘသူတက်နားလဲကိုယ့်အကိုရှောက်လို့ရတယ်ဆိုတော့လေရှောက်ချင်ကြမဲ့လူတွေပဲလေเนาะဘာလို့ဆိုတကယ်တမ်းအဲ့ဒါမှမလျှောက်တတ်ဘူးဆိုလို့ရှိရင်လည်း agent အကြံပါပဲလေနော်အဲ့လိုဆိုတော့arena agent မဟုတ်ပါဘူးเนาะကြိုပြီးတော့ပြောပြထားတာပါပြီးတော့ဒီအခြေအနေကအခုလျှောက်နည်းကိုပြောပြမယ်ဆိုတဲ့အခြေအနေကတယောက်နဲ့တယောက်လဲပုံစံတူချင်မှတူမယ်အကြောင်းအရာလဲတိုက်ဆိုင်ချင်မှတိုက်ဆိုင်မယ်ဘာလို့ဆို Ariana ကစင်ကာပူမှာနေပြီးတော့စင်ကာပူကနေပြီးတော့ Netherlands visa လျှောက်မှာဖြစ်ပါတယ်အဲ့တော့စင်ကာပူမှာနေတာကစင်ကာပူမှာကကျောင်းနဲ့မဟုတ်ဘဲနဲ့အလုံးနဲ့နေတာဆိုတော့ဥမာ aspect ဆို aspect ရထားပြီးသားကိုကဒီနိုင်ငံမှာအလုံးဝင်ထားတယ်ဆိုတော့record ခိုင်မာရှိထားတယ်ဆိုလို့ရှိရင်ခက်ခဲမဟုတ်ပါဘူးเนาะ okay အဲ့တော့အရင်ဆုံးဒီက requirement လေးတွေဆက်ပြီးတော့ပြောပြပါမယ် check requirement check visa if you need what else you need to do okay ဒါတွေကတော့အသေးစိတ်ကိုယ့်ကိုဖတ်ကြည့်လို့ရတယ်ပေါ့နော်information condition okay ဒါလေးသင်ကြည့်ပါမယ်ဆိုတော့ Caribbean ကိုကဘယ်နိုင်ငံရှောက်မှာလဲဆိုရင်စင်ကာပူဆိုလို့ရှိရင်စင်ကာပူကနေရှောက်မယ်လို့ရေးမယ်ပြီးရင် do I need apply visa blah 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 okay so ဒီမှာဆိုလို့ရှိရင် as you can see ဒီမှာဆိုလို့ရှိရင်တွေ့ပါလိမ့်မယ်เนาะ applying Schengen visa from for Netherlands and Singapore ဆိုတော့သူပြောထားတာကတော့ maximum ရက်90ပေးပါတယ်เนาะရက်90ပေးတယ်အဲ့တော့ကိုကရက်90အတွင်းတစ်ခါဝင်လို့ရတယ်ပေါ့နော်ကိုလျှောက်တဲ့ဥစ္စာ single trip ဆိုလို့ရှိရင်တစ်ခါဝင်လို့ရမယ်အဲ့တော့ where can I apply for visa ဆိုစင်ကာပူမှာဆိုလို့ရှိရင်သူတို့ကဒီအောက်ကlink ကိုတိတ်လို့ရှိရင်သူတို့က VSS ကိုညွှန်ပေးရပေါ့နော် VSS ကကြတော့ရှောက်ပေးတဲ့ consulate agent လို့ပြောရမှာပေါ့နော် authorized party ပေါ့အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာstep 1ဆိုလို့ရှိရင်ဘယ်မှာရှောက်ရမလဲပေါ့ဘယ်မှာရှောက်ရမလဲဆိုတာကိုသူတို့ကပြောပြတယ် step 2ဆိုလို့ရှိရင် what document you need to get အဲ့တော့ဘယ်ဟာကို okay အဲ့တော့ဒီမှာဆိုရင်ဘာတွေလို့မလဲဘာစာရွက်စာတမ်းနေလို့လဲဆိုအရင်ဆုံး application form ဖြည့်ရပါမယ်ဒီ application form ကဒီ Netherlands website မှာofficial application form တင်ပေးထားတယ် website ထဲမှာပဲကိုက account လုပ်ပြီးတော့ဝင်ဖြည့်ရတာဖြစ်ပါတယ်အဲ့တော့ fill in online okay ဒါဆိုရင် okay ဒါကတော့ဒီဟာဆိုလို့ရှိရင် तू ကဒီဘက်ကိုရှောက်မဲ့စီကိုပဲပြန်ပြီးတော့ဒီမှာ application form address ဆိုပြီးတော့ဖြည့်ဖို့ဟာကိုdirect လုပ်တယ်ပေါ့နော်ပြန်ကြည့်မယ်ဆိုရင် document checklist လည်းသူပေးထားလိုက်မယ် find out what document you need okay find out what document you need ဆိုရင်ဒီထဲမှာ visa type ပုံမူတည်ပြီးတော့ဘယ် document တွေစုရမလဲဆိုတာကိုသူကပြထားတာလိမ့်မယ်short stay scan နဲ့ visa ဆိုရင် tour လား Ariana လျှောက်တာက visiting family and friends နဲ့လျှောက်တယ်ဘာလို့ဆို Ariana မိတ်ဆွေ Netherlands မှာရှိတယ်သူကဘယ်လိုပြောမလဲ sponsor letter ပေးပြီးတော့ခေါ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ပေးကြပါတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုယ်တိုင်သွားမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဝင်ငွေဥပမာတရက်ကိုအနည်းဆုံးယူရို55ယူရိုရှိရမယ်3စီပေါ့နော်ကိုက10ရက်လဲကျင်တာဆိုလို့ရှိရင်အနည်းဆုံး950ရှိရမယ်ရက်တွက်ပြီးတော့ပေါ့နော်အဲ့တော့ကိုဘဏ်အကောင့်ထဲမှာအဲ့လောက်ငွေကြေးအနည်းဆုံးရှိရမယ်အဲ့လောက်ရှိတယ်ဆိုလို့ရှိရင်စိတ်ချလက်ချထောက်လို့ရတယ်ပေါ့နော်တကယ်လို့ဟိုဘက်က sponsor ပေးပြီးတော့ခေါ်တာဆိုလို့ရှိရင်တော့အကောင်းဆုံးပေါ့နော်အဲ့လိုဆိုလို့ရှိရင်တော့ဟိုဘက်ကလူရဲ့ document တွေလိုပါလိမ့်မယ်အဲ့တော့ဒီဟာလေးကိုဆက်ပြီးတော့ကြည့်အောင်နော်
ဆိုတာက visa type ထဲမှာဆိုလို့ရှိရင် visiting family and friends ပြီးရင် document require ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒီဟာကို okay ဆိုလို့ရှိရင်ဒီဟာက PDF file လေးဒါကလုံးဝကွက်တီပေါ့နော်ကွက်တီဆိုတာက Ariana ဒီထဲကလိုအပ်ချက်အတိုင်းပဲdocument ကိုပြင်သွားတယ်ပထမတစ်ခေါက်လျှောက်တော့ပေါ့နော်အဲ့ဒီအတိုင်းပဲပြင်သွားတယ်ဘာမှမလွဲမသွေပေါ့နော်အကုန်လုံးအမှန်အတိုင်းပြင်သွားတယ်ရတယ်ပထမတစ်ခေါက်လျှောက်တော့2ပတ်အတွင်း visa ရတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုလွယ်လွယ်ကူကူဖြစ်အောင်လို့comment ထဲမှာဖြစ်ဖြစ် link ထဲမှာဖြစ်ဖြစ်ဒါမှမဟုတ် CD မှာဖြစ်ဖြစ်ပေါ့နော်အဆင်ပြေတဲ့နေရာမှာဒီ PDF လေးကိုလာတောင်းလို့ရပါတယ်link ကဒီ video တွေက link မှာပဲတခါတည်းတင်ထားလို့ရတယ်ဆိုလို့ရှိရင်လည်း video တွေက link မှာပဲတခါတည်းတင်ထားပေးပဲပေါ့နော် that started okay save လိုက်ပါပြီဆိုတော့ okay so ဒီဟာလေးမြင်ရမယ်ထင်ပါတယ်okay အဲ့ဒီတော့ဒီဟာတွေကိုတစ်ချက်ချင်းရှင်းပြပေးသွားမယ်เนาะတစ်ချက်ချင်းရှင်းပြပေးသွားမယ်ဘာတွေပါမလဲဆိုတော့ဒီဟာက checklist VFS မှာရှောက်တဲ့အခါဆိုလို့ရှိရင်လေဟိုက agent တွေကဟိုမှာရှိတဲ့ counter ကလူတွေကလေဒီ checklist အတိုင်းပဲတိုက်ပြီးတော့စစ်တာပေါ့เนาะ okay စမယ်เนาะစမယ်ဆိုရင် application form လို့ပါမယ်ဒီ application form ကခုနကပြောတဲ့ Netherlands website မှာကိုယ်တိုင် account ကို create လုပ်ပြီးတော့ application form ဖြည့်ရပါမယ်ဖြည့်ပြီးွားရင် digitally ဖြည့်ရပါမယ်ဖြည့်ပြီးသွားတဲ့အခါကျလို့ရှိရင်save လုပ်ပြီးတော့သူတို့က iPhone ကို digitalize PDF file တစ်ခါတည်းထုတ်ပေးပါတယ်ထုတ်ပေးတဲ့ဥစ္စာကိုက download လုပ်ပြီးတော့ print ထုတ် sign ထုတ်ပြီးတော့ iPhone ကိုယူသွားရတာမျိုးပါเนาะအဲ့တော့အဲ့ဟာကိုအသေးစိတ်ဆက်ပြောပြပါမယ်ဒါက checklist လေးအရင်ဆက်เนาะအဲ့တော့application form လို့မယ် application form ပြီးလို့ရှိရင် travel document ဆိုတာကတော့ passport ပေါ့เนาะ passport ရှိရမယ် yes no ဒါကတော့ရှိရပေါ့ကွာ passport ရှိမယ်ပြီးွားလို့ရှိရင် copy of all pages of passport သူတို့က travel history ကြည့်တတ်ပါတယ်ကိုကဘယ်နိုင်ငံတွေသွားဘူးလဲဘယ်နိုင်ငံမှမရောက်ဘူးတဲ့လူလားဒါမှမဟုတ် UK တို့ American တို့အဲ့လိုမျိုးနိုင်ငံတွေသွားဘူးတဲ့လူလားအဲ့ဒီအပေါ်မှာမူတည်ပြီးတော့သူတို့အနေထားတွေပြောင်းကျင်လို့ပြောင်းမှာပေါ့နော်အဲ့တော့ကိုက visa ရှိဘူးတဲ့သူဆိုလို့ရှိရင်ပို့ပြီးတော့လွယ်ပါတယ်နော်အဲ့တော့ဒါကcopy of all pages ဆိုတော့ကိုရဲ့ passport စာအုပ်ထဲကအကုန်လုံးစာမျက်နှာအကုန်လုံးကို copy ကူးသွားရပါတယ်တချို့တွေကတော့အကုန်လုံးမလိုဘူးဥပမာစာရွက်အလွတ်ထားပါတော့တုံးထူထားတဲ့စာရွက်တွေအကုန်လုံးကိုတော့ဟိုသွားဘူးတဲ့နိုင်ငံတွေကိုတုံးထူထားတဲ့စာရွက်တွေအကုန်လုံးကိုတော့ copy ကူးပြီးတင်ပြရပါတယ်တချို့စာရွက်အလွတ်တွေအများကြီးရှိနေတာမျိုးဆိုရင်တချို့တွေကတော့9မျက်နှာလောက်ပဲပြတယ်ပေါ့နော်ဘာလို့လဲဆိုရင်သူတို့ကpassport ထဲမှာဆိုလို့ရှိရင်ကိုကအဲ့ passport ကြီးကိုရှောက်တဲ့ခါကျရင်အဲ့ consular စီမှာထားခဲ့ရတယ်ထားခဲ့ရတဲ့အချိန်ကြာလို့ရှိရင်တို့ကအဲ့ဒီ passport ကိုပုံမှာ Schengen visa ရတယ်ဆိုလို့ရှိရင်တော့ sticker လေးကပ်ပေးတယ်စာမျက်နှာတစ်မျက်နှာအပြည့်ကပ်ပေးရဲဆိုတော့အဲ့စာမျက်နှာအနည်းဆုံးတစ်မျက်နှာအလွတ်ရှိရမယ်ပေါ့နော်အနည်းဆုံးဒါပေမဲ့သူတို့ကတော့ပြောထားတာဒီမှာတော့စာမျက်နှာဘယ်နှမျက်နှာလဲမသိဘူးလောက်ရမယ်လို့ပြောထားတယ်ပေါ့နော်အဲ့တော့ travel passport အနည်းဆုံး3လသက်တမ်းကျန်ရမယ်နော်နောက်ပြီးတော့document must have at least 2 empty pages အဲ့တော့အနည်းဆုံးစာမျက်နှာအလွတ်2ရွက်ရှိရမယ်သူတို့ဒီ sticker ကပ်ဖို့ပေါ့နော်အဲ့လိုမျိုးရှိရမယ်အဲ့တော့အဲ့ဒီအတွက်ကိုpassport စာမျက်နှာအကုန်လုံးကို copy ကူးသွားရပါမယ် okay နောက်တတိယတစ်ခုကကြတော့တတိယတစ်ခုဆိုတာဒီစာပိုက် 2.3 မှာကြတော့minor ဆိုတာကကလေးတွေပေါ့နော်ကလေးတွေနဲ့သွားမှာလားကလေးတွေနဲ့သွားမှာဆိုလို့ရင်ကလေးတွေရဲ့စာရွက်စာတမ်းတွေမွေးစင်းရင်းတို့ passport တို့အဲ့လိုမျိုးတွေပေါ့နော်ဒါကတော့အဲ့အပိုင်းကြီးတော့မလေ့လာထားဘူးအဲ့တော့ဒါလေးကိုထားခဲ့မယ်နော်ဒါတကူရေးစာသွားမဲ့အပိုင်းပဲပြောပြမှာဖြစ်ပါတယ်နောက်တစ်ခုက evidence of legal resident evidence of legal resident ဆိုတာကတော့ကိုကအခုနေနေတဲ့နိုင်ငံကိုကစင်ကာပူကရှောက်မှာစင်ကာပူကရှောက်မှာဆိုလို့ရှိရင်စင်ကာပူမှာ legally နေနေတယ်ဆိုရဲ resident proof
နေထိုင်မှုတက်တည်ပေါ့နော်နေထိုင်မှုတက်တည်ဆိုလို့ရှိရင်သူတို့ကဘာတွေရလဲဆိုလို့ရှိရင် visa တို့ resident permit တို့ work permit ကတ်အဲ့လိုမျိုးပေါ့နော်Ariana ဆိုလို့ရှိရင်တော့express ကတ်ရှိမယ်ဒီ work permit M1 ကထုတ်ပေးထားတဲ့ကတ်ကလေးကိုပဲ copy ကူးတယ်အဲ့တော့အဲ့ဒီဟာလည်းရှိတယ်ဆိုတော့အဲ့ဟာဆိုရင်ရပြီနော်ပြီးတော့ရင် photoတခြား embassy တွေမှာကတော့ Ariana မပြောတတ်ဘူးစင်ကာပူက VFS မှာဆိုလို့ရှိရင်တော့ဓာတ်ပုံကိုသူတို့ရိုက်ပေးပါတယ်ကိုရိုက်သွားကြမလို့ဖို့ရောက်တော့မှဓာတ်ပုံရိုက်ပေးပါတယ်ဓာတ်ပုံရိုက်ပေးက fees လဲvisa application နဲ့မှာတခါလေးထည့်ပေါင်းပြီးတော့တောင်းနေနေတူပါတယ်receipt တေချာမှမှန်နေပြီဒါပေမဲ့ consular အဲ့ဒီ VFS global အဲ့ဒီရုံးမှာပဲတခါလေးဓာတ်ပုံရိုက်ပေးเนาะ okay